နှစ်အော်တိုဘာလ10ရက်နေ့ကျောင်းသားကျောင်းသူများ၏ရေဖွင့်တာနဲ့ဆရာကြီးပြန်လဲလွတ်မြောက်ရေးတောင်းဆိုလွှာအကြောင်းအရာမြေပြေစာတင်ကျောင်းတော်ဝခါကိုကျဲဦးအားအမြန်ဆုံးလွတ်ပေးပြီးကျွန်တော်တို့၏ပညာရေးအနာဂတ်ကိုကယ်တင်ပေးပါရန်တောင်းဆိုခြင်းလေးစားစွာဖြင့်တင်ပြအပ်ပါသည်ကျွန်တော်တို့သည်အင်တာနက်မတမကျောင်းသားကျောင်းသူများဖြစ်ကြပါသည်ယခုအခါကျွန်တော်တို့၏ကျောင်းတော်ဝခါနှင့်တော်လာရေးခေါ်ဆိုတူလည်းဖြစ်သူဆရာကြီးကိုကျဲဦးအားတော်လာရေးဖွဲ့စည်းခြင်းပဏိပခကြောင့်ချုံနှုတ်ထားသည်ကိုသိရှိရပါသည်ဆရာကြီးကိုကျဲဦးဖတ်စီရတဲ့အတွက်ကျွန်တော်တို့၏မြေပြေကျောင်းကိုရန်နာထားရပြီးကျွန်တော်တို့ကျောင်းသူကျောင်းသားယာနေချီတော်ကလေးငယ်များ၏ပညာရေးခရီးသည်လည်းချက်ချင်းဆိုသလိုရတတ်သွားခဲ့ရပါသည်တော်လှန်ရေးရည်မှချက်သည်အဖိနှိတ်ခါပြည်သူများအတွက်လောလပြီးတရားမျှတသည့်နာဂတ်တစ်ခုကိုဖန်တီးပေးရဖြစ်သည်ဟုကျွန်တော်တို့နားလည်ထားပါသည်သို့သောပညာရေးသည်အနာဂတ်၏ခြေခါဖြစ်ပါသည်ကျွန်တော်တို့သည်ဆက်အာဏာရှင်၏ပျက်စီးမှုကိုတော်လှန်ပြီးပညာသင်ယူနေရသူများဖြစ်တော်လဲယခုအခါတော်လှန်ရေးဖွဲ့စည်းခြင်းပဏိပခကြောင့်ပညာဆော့ရှောရမည့်ခြေတွေကိုရင်ဆိုင်နေရပါသည်ကျွန်တော်တို့တောင်းဆိုဒီမှာတဲ့ဆရာကြီးကိုကျဲဦးသည်လက်နက်ကိုင်တော်လှန်ရေးတွေပေါ်ဝဲတော်လဲပညာရေးကိုဦးစားပေးလှုံ့ဆော်ခဲ့သူဖြစ်ပါသည်၎င်းအားဖတ်ဆီးခြင်းသည်စာသင်ကျောင်းနှင့်တော်လှန်ရေးအတွက်အရေးပါသောခေါင်းဆောင်တဦးကိုရုပ်သိမ်းလိုက်ခြင်းဖြစ်ပါသည်နှင့်ဆရာကြီးအားချုံနှောက်ထားခြင်းဖြင့်ကျွန်တော်တို့၏ပညာရေးဖွင့်ရေးကိုပါထိပါရာရောက်သည်ကျွန်တော်တို့သည်ကြောက်ဖြာဖွေပြီးဆရာကြီးဦးဆောင်မှုအောက်တွင်ပညာဆက်လက်သင်ယူလိုပါသည်သို့တော်လှန်ရေးဖွဲ့စည်းခြင်းကြောင့်ဖြစ်ပွားသည့်ပြဿနာများကိုသွေးစည်းညီညွတ်စွာဆွေးနွေးဖြေရှင်းကြပါရနှင့်ကျွန်တော်တို့၏ပညာရေးနာဂတ်ကိုထပ်သွင်းစဉ်းစားပေးပါရန်အလေးနဲ့တောင်းဆိုပါသည်ထို့ကြောင့်ຫນွေဦးတော်လှန်ရေးနာဂတ်မျိုးဆက်သိမ်းများဖြစ်ကြသောကျွန်တော်တို့ကျောင်းသားကျောင်းသူများ၏စိုးရိမ်ပူပန်မှုကိုနားလည်ပေးပြီးဆရာကြီးကိုကျဲဦးအမြန်ဆုံးလှော့ပေးရကျွန်တော်တို့၏စာတင်ကြောင်းပြန်လည်ပတ်နိုင်ရန်အကူအညီဆောင်ရွက်ပေးပါရန်စာသားတောင်းဆိုလိုက်ပါသည်